တရက်တီးရသည်ရောက်ပြီဆိုတော့တရက်ချင်းတိတ်နီးလေးနဲ့တရက်ယူဆက်ဆက်ကလေးဘယ်လိုလုပ်လဲဆိုတာကိုမျှဝေပေးလိုက်ပါတယ်ရှင်အမေချန်ကနေတရက်တီးတွေတော့ခိုးတာတရက်တီးတွေလည်းအများကြီးရရတယ်ကျမကဘေးအိမ်ကြီးလည်းဝင်ရင်ဒီတရက်တီးရှစ်လုံးကိုရေးပြောင်းစီးလိုက်ပါတယ်ပြီးရင်အခွန်မခွာပဲနဲ့ကျက်နဲ့ဒီပုံစံလေးချစ်ပြီးတော့မှစားကိုတော့ဇွန်းခွက်နဲ့နှစ်စွန်းခန့်ထည့်ပါမယ်ရှင်ထည့်ပြီးတော့သူ့ကိုနေလိုက်တဲ့အခါမှာစားတွေနဲ့တရက်တီးရထွက်တဲ့အရည်တွေနဲ့ပြောပြီးတော့မှအရည်တွေထွက်လာပါတယ်ကျမကအဲ့ထွက်လာတဲ့အရည်တွေနဲ့ဟာကိုကျမကစကားလေးကိုထည့်ပြီးတော့15မိနစ်ခန့်ရေးစစ်လိုက်ပါတယ်ရှင်သူ့ကိုရေးစစ်ပြီးပြီဆိုရင်တော့တော်တော်ကိုမကိုခွန်နဲ့အားနဲ့ကိုရေတစ်စက်မှမကြံအောင်လို့ရှိသမျှအားအကုန်နဲ့ညှစ်ပြီးတော့မှဒါနှစ်ခေါက်လောက်ထပ်ညှစ်ပြီးတော့ရှင်เนาะကျမကပလင်းတန်တန်ပေါ့เนาะ Ovaltine ပလင်းပဲရှိလို့ Ovaltine ပလင်းနဲ့ကိုထည့်ပါမယ်ဒီတိုင်းထည့်လိုက်လို့မရပါဘူးသူ့ကိုပလင်းနဲ့ကိုဒါအပေါ်ကလည်းဖိသိပ်ပြီးတော့ထည့်မယ်အောက်ကလည်းပလင်းလေးကိုပြန်ကန်ပြီးတော့တွန်းထားမယ်ပေါ့เนาะတော်တော်လေးအားကုန်စွာနဲ့ထည့်လိုက်ရပါတယ်ရှင်သူကလေးခိုရင်ပုတ်လွယ်ပါတယ်ရေကြံရင်လည်းပုတ်လွယ်ပါတယ်ရှင်နောက်ဆုံးမှောက်ခုံထားရင်တော့မှလုံးဝပြန်မကြနိုင်တော့တဲ့ပေါ့เนาะအနေထားလေးရအောင်လို့ကျမတို့တိတ်ထည့်ပါမယ်ရှင်ဒါတိတ်သီးစားကိုပြတာပေါ့เนาะအဲ့လိုနဲ့တိတ်ပြီးတော့ထည့်လိုက်တာဒီရှစ်လုံးကပလင်းနဲ့ကွက်တီပဲပေါ့ရှင်ဒါဆိုရင်တော့ကျမတို့ဒါပလင်းကို3ရက်ခန့်လောက်ထားပြီးပြီเนาะစားလို့ရပါပြီမြန်စားချိန်နေပူရဲထားလိုက်ပါရှင်နောက်တစ်မျိုးကတော့တရက်ယူအဆက်လေးလှုပ်စားဖြစ်ပါတယ်တရက်တီးတွေကိုအပြင်ကဝယ်စားရင်တခါလေကြာရင်အတွင်းသားကလေခွန်မမကြီးတွေပါရင်မကြိုက်လို့လေကိုယ်တိုင်းဖယ်ပြီးတော့ဒီအခွန်အထက်ကအစီခွန်မမကြီးပေါ့เนาะအဲ့ဒါကိုဖယ်ပြီးတော့လှီးချွတ်တန့်စင်ရေးဆေးပြီးတော့မှဒါဘန်းလေးနဲ့ခဏအချောက်ခံထားလိုက်ပါမယ်သူ့ရဲ့ထဲစီးတွေကတော့ကျမတို့အယောင်တင်မှုန့်မဆလာငရုတ်တီအလုံးမှုန့်နဲ့စားထညက်ငမြားကြီးဖြစ်ပါတယ်ရှင်အယုံဆုံးထညက်ကိုကျမတို့ဂျိုးလိုက်ပါမယ်ရှင်ထညက်ရေအများကြီးမထည့်ပါဘူးနည်းနည်းလေးညောင်စီးမကြခင်အနေထားလေးဆိုရင်ထညက်ရေတွေကိုစစ်ပြီးတော့မှဒီအရသာတွေအကုန်ထည့်လိုက်မယ်ငပိပါနဲ့ငယ်ထည့်ပါတယ်ရှင်ပြီးရင်ဆောနာကတရက်သီးတွေနဲ့ကျမတို့ကရောမှုလိုက်ပါမယ်ပြီးရင်တော့သူ့ကိုမီးပေါ့နော်မီးအနေတော်လေးနဲ့ကျမတို့ဖြည်းဖြည်းချင်းချက်လိုက်တာဒီလိုအနေထားရေတွေထွက်လာပါလိမ့်မယ်ရှင်စိတ်ရှင်လက်ရှည်တော့လုပ်ပေးရပါတယ်မီးတအားမပြင်းပါနဲ့ရှင်အဲ့လိုနဲ့ထိုးရင်နဲ့အချိုကလည်းနည်းနည်းပေါ်တာနဲ့ကျမဒီမှာတကြားပေါ့နော်တကြား15ချက်သားခန့်လောက်ထည့်ပြီးတော့ထပ်ထည့်လိုက်ပါတယ်ရှင်တရက်တီက10လုံးပမာဏပေါ့နော်အဲ့ကနေမှထိုးလိုက်တာနောက်ဆုံးကျဒီလိုညောင်စီးမကြခင်အနေထားလေးရောက်လာတယ်ပေါ့ရောက်လာပြီးတော့ရေလေးတွေခမ်းပြီဆိုတော့ကျမကအဲ့ဒါကိုဘန်းလေးနဲ့ခတ်ထည့်ပြီးတော့မှနေပြမယ်2နေလောက်ပြပါမယ်ရှင်ဒါကတော့တစ်နေပြထားတဲ့အနေထားလေးဖြစ်ပါတယ်တဘာဝပေါ့နော်တဘာဝထညက်နဲ့ကြိုထားတဲ့ဒါရတာအရန်ကောင်းတဲ့တရက်ယူလေးရပါပြီရှင်